ကဲအားလုံးပဲမင်္ဂလာပါနော်ဒီနေ့တော့ကျွန်တော်တို့ထုံးစံအတိုင်းပဲကျွန်တော်ရေငုပ်ပြီးတော့ငါပြစ်မယ်နော်ဒါလည်းနှစ်ခေါက်နေအောင်ချောင်းပဲဒါပေမဲ့ကျွန်တော်တို့နေရအစ်စ်ပေါ့ဒီနေရာတော့ကျွန်တော်တို့ရေနည်းနည်းနေမယ်ထင်လို့ကျွန်တော်တို့ရေဘူးလေးတွေပြင်ဆင်ထားတယ်ပေါ့နော်ရေဘူးလေးတွေကျွန်တော်တို့မြည်ဖို့ပေါ့ကဲကျွန်တော်စားကြည့်မယ်နော်ရေထဲတစ်ချက်လိုက်ကြည့်တယ်နော်အခုကဆင်းတော့ကတော့နှခါလည်းပဲငေါ့ရသေးတယ်ဆိုပါကဆုပ်နော်ဒီအောက်မှာအများကြီးပဲငစင်ရိုင်းနေအများကြီးပဲဒီအောက်ငစင်ရိုင်းနေပဲโอ้ยกันสิยายဒီတော့အုံလိုက်ရှိတယ်ကွာโอ้ยဒါပေမဲ့ကျွန်တော်ရဲ့ဥစ္စာများတော့ဒီထဲမှာခံနေများတော့ဟုတ်ကဲ့ပါကျွန်တော်ရဲ့များကောင်းတော့ဒီထဲမှာခံနေတာပေါ့နော်အရင်ဆွဲထုတ်လို့ရှိရင်ကျွန်တော်ငါဒီအကုန်လုံးပြေးမှာဆိုလို့ကျွန်တော်တို့ဒီပိုက်ကွန်ရှိတယ်နော်ကျွန်တော်ပိုက်ကွန်နဲ့အုပ်ပြီးတော့ကျွန်တော်ဖြည်းဖြည်းချင်းဆွဲထုတ်မယ်ပြီးတော့ငါလည်းထွက်လို့မရအောင်ပေါ့နော်ကျွန်တော်လည်းအေးလုံးလို့တန်းနေအောင်တောင်းမဘက်ကွန်ယူထားတယ်ဟုတ်ကျွန်တော်ဒီဟာကိုအုပ်လိုက်မယ်နော်ပိုက်ကွန်နဲ့အုပ်လိုက်မယ်ဒီထဲမှာအကောင်ကြီးတွေရှိသေးတယ်ကီလို size ရှိတယ်နော်ပစုံလည်းရှိရတယ်ဒီထဲမှာ
တရားရုံလုံးဝဲတာလုံးဝဲတာတရားရုံနော် ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒီနေ့ရတဲ့ငါးပေါ့နော်တော်တော်များများကျတော့ငစင်ရိုင်းနေပေါ့ငစင်ရိုင်းအလုံးပေါင်း6កောင်ရတယ်ပြီးတော့ထိုင်းလိုပရာကဆူလို့ခေါ်တဲ့ငါးတစ်កောင်ပေါ့နော်ဟုတ်ကဲ့